အားလည်းဘာကောင်ကြီးမှမဟုတ်ပေမဲ့အကိုတယောက်ယောက်နဲ့တနစ်ချုပ်တယောက်တစ်ဝက်ချစ်စနစ်နဲ့ငားချင်းပါတယ်ဆိုပြီးတင်ထားခဲ့တာကိုမြင်ရပါတယ် post တင်ပြီးတိတ်မကြခင်မှာပဲ edit တက်လူရောက်တော့ပါပြီလို့ edit ပြန်လုပ်ထားခဲ့ပါတယ်ဒါပေမဲ့သူ့ကိုဖန်ဆီးရမိတဲ့အချိန်မှာတော့ဘုံမရောက်အိမ်ယာမှာဟုတ်မနေခဲ့ပဲမိဘအိမ်မှာဖြစ်နေခဲ့တာမို့ဒီအခန်းငားရဲ့ကိစ္စဟာမဖြစ်မြောက်ခဲ့ဘူးလို့ပဲယူဆလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီကောင်လေးဟာလောင်ကစားဆွဲနေကြတာမို့လက်ထက်ငွေရှိချိန်မရှိချိန်စတာတွေဟာနဲသမားပါဇက်လို့ဖောင်းလိုက်ပိန်လိုက်ဖြစ်နေကြတာမို့ပါပဲအမှုမဖြစ်ခင်3ပတ်လောက်အလိုမှာတော့ iPhone 13ပုံလေးကိုတင်ထားပြီးရပြီကွာဆိုတဲ့ caption ကိုတက်လို့သူ့ရဲ့အကောင့်မှာမြင်ခဲ့ရပါတယ်ဒီထက်ပိုပြီးနည်းနည်းကြည့်မယ်ဆိုရင်တော့ငွေသိန်း20-30လောက်ကိုတင်ထားပြီးတရင်းနှိပြန်လာတာနဲ့ကြုံတော့တစ်ခေါက်ဆိုပြီး caption တက်ထားတာကိုမြင်ရမှာဖြစ်ပါတယ်တရင်းနှိဆိုတာအားလုံးသိကြတဲ့အတိုင်း Manchester United အသင်းကိုဆိုလိုတာဖြစ်ပြီးလွန်ခဲ့တဲ့တစ်နှစ်သူအသက်18နှစ်လောက်ကတည်းကတိန်းဆယ်ချီလောင်စားလုပ်နေခဲ့ပြီဆိုတာပြသနေခဲ့တဲ့ပြရုပ်တစ်ခုပါတကယ်တော့အောင်ခန့်ကျော်စင်ရဲ့အဖေဟာနာမည်ကြီးတစ်လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်တယ်လို့အမေကလည်းတာဖွားမိရဲ့အထူးကုဆရာမကြီးတစ်ယောက်ဖြစ်တာကြောင့်သူ့အတွက်ငွေကြီးဆိုတာလိုတလောက်တုံလို့ရနိုင်တဲ့အနေအထားပါဒါပေမဲ့သူလိုအပ်တဲ့ငွေထက်ပိုပြီးတုံးဖြုံမိနေစေမဲ့ကိစ္စတွေဆိုရင်တော့သူ့အတွက်ငွေကျက်တဲ့ကိစ္စတွေဖြစ်စေနိုင်ခဲ့တာပေါ့ဥပမာတစ်လောက်30လောက်တောင်းပြီးတုံးနေမယ်ဆိုရင်ပတ်စံများများပေးတုံးရင်ကလေးပြက်စီတယ်ဆိုတော့တာသမီထိတ်ကုမှုစံတဲ့အတိုင်းငွေတုံးဆွဲမှုကိုထိန်ချုပ်ကြမှာကလည်းပုံမှန်ပါပဲလေသူကလောင်ကစားဘက်ကိုအစာပြုမိရာကနေအနိုင်ငွေတွေလည်းအမြောက်အများရခဲ့ဘူးတာမို့ငွေများများနဲ့လောင်ပြီးနိုင်လာမဲ့ငွေတွေကိုမက်မော်လာမိမှာအမှန်ပါပဲအဲ့ဒီမှာတင်သူ online ကနေအယုတ်ရောင်မှုဖွင့်ထားတဲ့ page ကနေဝယ်ယူသူတွေအားပေးထားတဲ့ deposit ငွေတွေကိုယူတုံးပြီးအယုတ်ဝယ်ဖို့ order တင်ပေးရမယ့်အစားလောင်ကစားအတွက်အသုံးပြုခဲ့မိပါတော့တယ်ဒီအတွက်သူကို enemy figure group တွေထဲမှာ mention ခေါ်ပြီးလူလိမ်ဖြစ်တဲ့အကြောင်းငွေလွှဲပြီးအယုတ်မရောက်လာခဲ့တဲ့အကြောင်း post တွေတင်ပြီးပြောထားတာကိုတက်တဲ့အနေနဲ့တွေ့ခဲ့ရပါသေးတယ်။လောင်ကစားကြောင့်စိတ်ဖိစီးနေတာအပြင်သူဆွဲလန်းနေချိုက်နေခဲ့တဲ့လူတက်အလောင်းဖြောက်တဲ့ရုပ်ရှင်တွေ Telegram group တွေမှာဆွဲလန်းကြီးခဲ့မိတဲ့ရုပ်ရှင်တွေကြောင့်အသက်မပြည့်တဲ့အုံနောက်မှာ neutral mirroring လို့ခေါ်တဲ့ပုံရိပ်ပုံလူကူချင်းဆိုတဲ့ဖြစ်စဉ်ကြီးတစ်ခုကဆွဲထင်လို့နေခဲ့တယ်။ neutral mirroring ဆိုတဲ့ဖြစ်ရဟာလူတိုင်းကိုမဖြစ်စေနိုင်ပေမဲ့စိတ်ဝေဒနာအခန်းစိတ်ယောဂအခန်းရှိတဲ့သူတွေအတွက်ကိုတော့ဆူရွာတက်ရောက်စေနိုင်တာမျိုးပါအားလုံးသိကြတဲ့အတိုင်းလောင်စာလုပ်တာဟာလူမှုပတ်ဝန်းကျင်လူမှုရေးစတာတွေကိုပြပြင်းထန်ထန်ထိခိုက်မိစေတတ်တာမို့ငွေကြေးအရှုပ်ရှင်တွေလူမှုရေးတိုက်ခိုက်မှုတွေကိုအဆက်မပြတ်ခံခဲ့ရပြီးတဲ့နောက်နှစ်ကျော်တွဲခဲ့တဲ့ထက်တီရီဆိုတဲ့မိန်းကလေးနဲ့လည်းတမီးစားဆက်ဆံရေးကပြတ်တောက်သွားရပြန်ပါသေးတယ်အတွင်းတီးတွေပြောပြချက်အရတော့အောင်ခန့်ကျော်စင်ဘက်ကလက်ပါခဲ့တာမို့ထက်တီရီကဖြတ်သွားခဲ့တာလို့ဆိုပါတယ်အခုလက်ရှိတွဲနေခဲ့တဲ့အေမွန်အောင်ကတော့တွဲတာငါ